အခုကဒါ winning ဖြစ်သွားတဲ့ cocktail လေးဆိုတော့နာမည်လေးရဲ့ဒီသူ့နောက်က story လေးရဲ့ချက်အရင်ဆုံးရှင်းပြပေးပါဦးညီမလေးဟုတ်နောက်ဆုံးပွဲအတွက်ကြတော့ကျွန်တော်top 10ဝင်သွားပြီထားပါအောင်ဟုတ်ကဲ့ top 10ဝင်သွားတဲ့အချိန်မှာမထင်ထားဘူးဟာပါသွားပြီပဲဆိုမထင်ထားခဲ့ဘူးတကယ်လည်းမထင်ထားခဲ့ဘူးဆိုတော့ကျွန်တော်က recipe လုံးဝမရှိဘူးနောက်ဆုံးပွဲတော့ငါဘာလုပ်မယ်ဆိုပြီးစဉ်းစားလာခဲ့တဲ့ဟာမျိုးမရှိဘူးဒါပေမဲ့သူ့မှာတိုက်တယ်ရှိတယ်နောက်ဆုံးပွဲမှာတိုက်တယ်ကဘလို့အောက်မှာလောက်အောင်မလဲဆိုတော့ Burmese Kasha ဒီမြန်မာယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ဟာမျိုးတွေပေါ့ပွဲလန်းသဘင်တွေလားအစားအသောက်တွေလားဟိုလိုမျိုး data တွေအကြောင်းတွေလားမြန်မာနိုင်ငံထွက်တဲ့ပစ္စည်းအကြောင်းတွေလားအဲ့လိုမျိုးတွေဆိုတော့ okay ရပြီ limit ရှိသွားပြီကျွန်တော်တို့စီမှာဒီဟာက limit ရှိသွားပြီဒီတိုက်တဲ့အောက်မှာ limit ရှိသွားပြီအဲ့တော့အများကြီးကိုစဉ်းစားကြရတော့မလိုဘူးကျွန်တော်ကမြန်မာမုတ်တွေဆိုလဲအများကြီးဟုတ်တယ်ကျွန်တော်တို့နေရဟာတွေအကြောင်းကိုပြောမလားဟို data ထွက်တဲ့ဟာတွေအကြောင်းပြောမလားဥပမာဟိုအလှမင်္ဂလာအကြောင်းတွေပေါ့နော်ကျွန်တော်ဆိုဆဆဆင်းရအောင်ဆိုဟာဒံပေါက်လို့ရင်ကောင်းမလားပေါ့နော်ဒါဆိုလို့ရှိရင်ကာရှာရှိရပေါ့အလှတွေမင်္ဂလာတောင်တွေမှာဒံပေါက်ဝဲကျွေးနေကြငါပြောလို့ကောင်းတယ်ပေါ့ဒါပေမဲ့ဆက်ကြီးတော့သူရော ingredient အရင်များတယ်ဟုတ်တယ်လိုချင်တာလည်းထိမိမိ ingredient 2မျိုး3မျိုးအရင်ထည့်နေရလို့ရှိရင်လည်းအချိန်မလောက်ပဲဖြစ်မယ်အဲ့တော့နောက်မျိုးစဉ်းစားရနောက်မျိုးစဉ်းစားရမှာဇီးတီတုပ်ကိုတတိယပါဇီးပေါင်းပေါ့နော်ကျွန်တော်တို့မျိုးမှာတော့ဇီးပေါင်းလို့ခေါ်တယ်အရင်ကြိုက်တယ်အရင်တော့ဆိုအဲ့ဒီအထုပ်တေးသေးလေးကျွတ်အိတ်တေးသေးလေးထဲမှာအပေါ်ကစာရွက်လေးတစ်ပြားနဲ့ပါတယ်လို့မျိုးရုပ်ရှင်မင်းသားမင်းသမီးပုံလေးတွေနဲ့ကွယ်ဟုတ်တယ်အဲ့ဒီမှာဇီးအစီနဲ့ဟုတ်ပြီးလို့ရှိရင်နောက်ဆုံးကြံလို့ရှိရင်အနှစ်တွေကိုဟိုပလတ်စတစ်အိတ်ကိုလိပ်ပြီးတော့ထုတ်စားအဲ့လိုမျိုးပေါ့နော်အရင်ကြိုက်ခဲ့တယ်နောက်ပြီးတော့မှဘာမှမထူးခြားဘူးပဲဇီးတုပ်ဆိုတာထက်ညက်ပါမယ်ဇီးသီးပါမယ်ထက်ညက်ကိုယူလုပ်ပြီးဇီးသီးနဲ့ထည့်ပြီးပြန်နေကြမဆလာကြီးထည့်ကြအဲ့လိုမျိုးဆိုအရင်မထူးခြားဘူးပေါ့နော်ဒါရိုးရှင်းတယ်ပြီးတော့ဗမာရိုးရအစ်စ်ဖြစ်တယ်အဲ့နဲ့ကျွန်တော်ဒီ red lady ဆိုပြီးတော့ idea ထွက်လာတယ်ပေါ့ဘာလို့ red lady လဲဆိုအနီရောင်လေးဇီးတီးတော့ပါနောက်ပြီးတော့ဒီမုတ်ရဲ့ဟာကအကြာကြီးရှိပြီကျွန်တော်တို့အဖိုးဖွားလက်ထက်တည်းကဟိုအချိန်တည်းကစလေဇီးတီးအဲ့လိုမျိုးအများကြီးပဲရှိတယ်ဇီးတီးတုံးနဲ့ပတ်သက်တာဆိုတာကျွန်တော်တို့ငယ်ဘဝမှာခုလိုမျိုးဒီတိုးတက်လာတဲ့ခေတ်ကြီးထဲမှာဒီ snack တွေအများကြီးပေါ်ခင်မှာကျွန်တော်တို့အတွက်ဇီးကိုချိုးချင်းအရသာလေးဆိုတာဒါကျွန်တော်တို့ကလေးဘွားရဲ့တကယ်ကိုမက်ဆီယာ snack တစ်ခုပဲပေါ့နော်ဒါလေးကိုပြန်ပြီးပုံဖော်ထားမှာပေါ့ဟုတ်တယ်ကသူလည်းအဲ့လိုပဲကျွန်တော် ingredient လေးတွေက ingredient တွေကဟုတ်ဒါပထမဆုံးဂျင်ပါမယ်နောက်တစ်ခုဒီဟာကဒီကျွန်တော်တို့ red lady ရဲ့ main ingredient ပေါ့နော်ဘာလဲဆိုတော့ကျွန်တော် red wine ရှိမယ် red wine ကိုကျွန်တော်အဲ့ဒီဇီးတီးတုံးနဲ့ပဲဇီးတီးတုံးကပါတယ်ဇီးတီးလုံးနဲ့အနှစ်တင်နဲ့ရော red wine နဲ့ရောပြီးတော့ဒါစူဗီလုပ်ခဲ့စူဗီလုပ်တယ်ပေါ့အဲ့ infusion လုပ်တာပေါ့နော်အရသာရောအောင်လို့ဝိုင်းအရသာနဲ့ဒီဇီးတီးတုံးရဲ့အရသာရောအောင်လို့အဲ့တော့သူ့အရသာတော့ဒီမျိုးကျွန်တော်တို့ဇီးချိုဝိုင်းလိုမျိုးနဲ့တူသွားမယ်ဟုတ် red wine ရဲ့အချင်နဲ့ဇီးတီးရဲ့အချိုနဲ့ပေါင်းပြီးတော့ဇီးတီးဝိုင်းလိုမျိုးဖြစ်သွားမယ်ဟုတ်ဆိုတော့အဲ့ဟာအဓိကပေါ့နော်ဒီမှာဒီဟာလေးအဓိကပြီးတော့နောက်ဆုံးတစ်ခုဒီဟာကကျွန်တော်တို့လုံးဝလက်ဝင်ဆုံးပဲထက်ညက်ကိုလှီးရတယ်ထက်ညက်တွေအရေကြိုရတယ်ပြီးတော့ဒီဇီးပေါင်းထုံးနဲ့ပြန်ရောပြီးတော့ထက်ညက်ရဲ့အရေကစီးသွားတယ်စီးသွားတဲ့ဟာကိုအဲ့ဒီဇီးတီးရဲ့အစီရရနဲ့လည်းမျိုးစစ်ထုတ်ရတဲ့အချိန်နဲ့အဲ့လိုမျိုးဒီအရေရအောင်လုပ်နေရတဲ့အချိန်အကြဆုံးပဲကျွန်တော် main final အဲ့ဒီ final ပွဲမစခင်မှာကျွန်တော် prep လုပ်တာနဲ့ညတနာကြီးတော်တော်လောက်မှအိပ်ရတယ်အဲ့လိုပဲလုံးဝသုံးသွားတဲ့ ingredient တွေကဆိုတော့ ground မှာရောဒီအခုဒီ winning ဖြစ်တဲ့ဒီ cocktail ရဲ့ ingredient တွေမှာဒါကတော့ဒီညီမလေးကိုယ်တိုင် craft လုပ်ပြီးတော့တည်တည်ချာချာကို ingredient တွေကိုတခြားပြင်ဆင်ပြီးမှလုပ်ထားတာတော့ကျွန်တော်ထူးထူးခြားခြားတွေ့ရတယ်ပေါ့နော်ဒီညီမလေးမှာတော့ကျွန်တော်ဒီဟာဆိုဒါလည်းစီးပေါင်းပဲဘာလို့ဆိုသူ့မှာကြတော့ wine နဲ့ရောထားတာ wine နဲ့အရသာရှိနေမယ်ကျွန်တော်တို့ဇီးတီရဲ့အရသာတေးသေးလေးပါမယ်ဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်ပို့ပြီးတော့ strong ဖြစ်စေခြင်းနဲ့ဒီမှာမှအရသာ short လိုက်လို့ရှင်ဘာရတာမှမရှိတော့ကျွန်တော်နှစ်ခါလောက်ဆန်းခဲ့ရပေါ့နော်ပထမတစ်ခါအဲ့လိုမျိုးနည်းနည်း portion နည်းနည်းဟိုဟာဒီကသူ့ဟာလည်းလုပ်တော့ပထမတစ်ခါမှအဆက်ပြင်းနေရတယ်အဲ့လိုအချိုးချင်းပြင်းနေရတယ်ရော့နေရတယ်အကုန်လုံးရှိတယ်အဲ့ကြောင့်တခါနောက်တနေ့အဲ့ဒီပြိုင်မုံရင်မတိုင်ခင်တရက်မှာပဲတခါပြန်ပြီးတော့ ration ထက်လို့ရတော့နောက်ဆုံးရတော့ငါအရသာပြင်းလို့ခြင်းလေအဲ့လိုမျိုးဇီးတီတုပ်ရဲ့အရသာကိုပြင်းပေးခြင်းတာဟုတ်ကဲ့ဆိုတော့အဲ့ပြန်ပြီးတော့တခါ ingredient ကိုပြန်ပြီး portion ပြန်ရှင်ကျွန်တော်သုံးမဲ့ဒီ dropper လေးရှိသေးတယ်ဟုတ်ကဲ့ dropper လေးကကျသူ့လဲတော်တော်သူကအဓိကအနှောက်အယှက်ပဲကျွန်တော်လုပ်ခဲ့ရတဲ့အချိန်မှာအရင်ကပြည့်တယ်ဘာလို့လဲဆိုတော့ငရုတ်သီးနဲ့လုပ်ရတဲ့ဟာမျိုးဆိုဟိုအရသာထိန်းရခက်တယ်ပြီးတော့အဲ့ဒီဇီယာစိတ်လဲပါတယ် cumin ပေါ့နော်အဲ့လည်းပါတော့သူပထမဆုံးလုပ်ရတဲ့အချိန်မှာကျတော့ကျွန်တော်အချိုးအစားကိုနည်းနည်းများသွားတဲ့အချိန်မှာလုံးဝစူးထောင်းတက်လာအရင် strong အဆက်ရတာလိုချင်တယ်ဒါပေမဲ့အဲ့လောက်ကြီးစိုးဝါးနေတဲ့ဟာမျိုးမဖြစ်ချင်ဘူးကျွန်တော်လိုမျိုးအကောင်လုံး balance ဖြစ်နေစေချင်တာအဲ့ပထမဆုံးတစ်ခုမှာသူပေါ့နော်အခက်အခဲဖြစ်ခဲ့တော့သူပဲအဲကျွန်တော်ဟိုလိုမျိုး
vodka လေးနဲ့ဟုတ်တယ် vodka လေးနဲ့ဒါကိုရအောင်လဲနည်းနည်းလေးတစ်စက်လောက်ပဲပိုင်အောင်လောက်လေးဒီအနှံ့လေးပေါ့စီယာရဲ့မှုရတဲ့အနှံ့လေးနဲ့ငရုတ်တီးရဲ့ရှင်းနေဖိနေအရသာလေးအဲ့လိုမျိုးပါဝအောင်လို့ဆိုပြီးတော့ကျွန်တော်ဒါမျိုးလေး dropper လေးနဲ့တစ်စက်လောက်ပေါ့နော်နောက်ဆုံး ingredient ပေါ့ကျွန်တော်ဇီးပေါင်းဟာရဲ့ပြီးတော့ဘာထက်ညက်ရဲ့ infusion လုပ်ထားတာဒီကကျတော့ red wine နဲ့ဟိုဟာနဲ့ဇီးတုံးနဲ့ infusion သူကြတော့ထက်ညက်နဲ့ဇီးတီးတုံးနဲ့ကို syrup သူကကြတော့အဲ့လိုမျိုး vodka နဲ့ cumin နဲ့chili နဲ့ red chili ပေါ့နော်အဲ့ဟာနဲ့ကိုကျွန်တော်လိုမျိုးပဲစူပြီးလုပ်လိုမျိုးပဲ infuse လုပ်ရတာပဲအရသာတွေဝင်သွားအောင်လို့ vodka တွေကိုလုပ်ပြီးတော့မှသူကတော့နည်းနည်းပေါ့ဟုတ်ဒါဆိုကျွန်တော်စဖြော်လိုက်တော့မယ်နော်ပြိုင်ပွဲမှာကျွန်တော်သုံးသွားတဲ့မြန်အားလုံးကတော့ကျွန်တော်ဂျင်းတွေပဲရှေ့ရပြောလို့ပဲကျွန်တော်ဂျင်းအရင်ကြိုက်တယ်အဲ့တော့ low ABV ဆိုတဲ့အတွက်ကြောင့် ingredient ကိုအများကြီးလဲ main base ကိုအများကြီးတွားထည့်လို့မရဘူးအဲ့တော့ဒါ30လောက်ပေါ့နော်နောက်တစ်ခုကကြတော့ဒါ red wine နဲ့ ZD နဲ့ infusion သူ့မှာရှိရဲ့ဟိုအချိုချင်းတက်လေးနဲ့ပဲဒီဟာကိုတွားပြီးတော့ဒီဂျင်းမှာရှိရဲ့ဟိုဟာလေးအနံ့လေးတွေနဲ့သူ့ရဲ့ wine မှာရှိရဲ့အချိုချင်းတက်လေးတွေနဲ့ပြန်ပြီးတော့ပေါင်းအောင်လို့ဗျာနောက်ဆုံးတစ်ခုကကြတော့ဒီဟာလေးဒါဇီးတုံးနဲ့ jaggery ပေါ့နော်ကျွန်တော်အဲ့ဒါကို20 ml ထည့်မယ်โอเคဒါလေးနောက်ဆုံး dropper လေးနဲ့ပေါ့နော်ကောင်းတယ်စွနာတို့ညီမလေးပြောသလို staring ပဲမှတ်တက်ပဲပေါ့နော်ဆိုတော့ဒါကျွန်တော်နောက်ဆုံး final နေ့မှာကျွန်တော်ခုနကတည်းကကြည့်တဲ့အချိန်မှာပေါ့နော်ဒီဟာလေးကညီမလေးဒါ staring လုပ်ပြီးပြန်မွေခွက်ထဲကိုထည့်တဲ့အချိန်နောက်ဆုံးဒီ garnish လေးလုပ်တဲ့အချိန်မှာလုံးဝချိန်နဲ့ကွက်တိလုပ်ခဲ့ရတဲ့ဟာလေးပေါ့လုံးဝအမှတ်တရပါဘူးကျွန်တော်တို့တော့တလိုက်လက်နဲ့ကြည့်ရပြီးပါမလားပြီးပါကျွန်တော်ကအရန်ဂယူးဆိုင်ရတယ်ဘာလို့ဆိုကျွန်တော်သုံးတဲ့ခွက်ကအရန်ကိုပါတယ်ပဲကြည့်လိုက်အရန်ကိုပါတဲ့အချိန်မှာရေခဲတွေဒါကျွန်တော်ရေခဲတွေထပ်ပြီးတော့တီးဆောင်အောင်ပဲပေါ့နော်သူ့ကိုအဲ့လိုမျိုးအရင်ကြီးလေရေခဲဟိုမဖြစ်သွားအောင်ဂယူးဆိုင်ရတယ်ကျွန်တော်ခွက်ထဲကိုရေခဲထဲတဲ့အချိန်အားလုံးဂယူးဆိုင်ရတော့တွားပြီးလောနေကျွန်တော်အချိန်ထဲမှာခွက်ကွဲသွားတာဖြစ်နိုင်တယ်အဲ့လိုမျိုးအများကြီးရှိနိုင်တော့ရေခဲကိုအဓိကပဲအားကိုးပြီးတော့ပဲသူ့ကိုပဲဂယူးဆိုင်ပြီးလှုပ်ပြီးလိုက်တဲ့အချိန်မှာအချိန်ကနည်းနည်းလေးတော့ကတ်သွားတယ်နောက်ဆုံးကျွန်တော်သူကဆော်တာလေးလားဟုတ်ကဲ့ဟုတ်စင်းဟာဆိုတာပါဒီဆိုတာလေးကိုညီမလေးထည့်တဲ့အချိန်မှာဒီရေခဲကိုနည်းနည်းလေးဘေးကိုဖယ်ပြီးတော့ထည့်တာလေးတွေ့ရဘာကြောင့်လဲဒီ shape ထားတဲ့ကျွန်တော်ရဲ့ပုံစံလေးတွေပြတ်သွားမှာဆိုလို့ဟုတ်ကျွန်တော်ပြည့်သက်ကြည့်တယ်နားလဲဟုတ်ကျွန်တော်လည်းနားလဲဟုတ် okay နောက်ဆုံးတော့ဒါလေးကကျွန်တော်ရဲ့ series တို့ inspire ဖြစ်တဲ့ red lady ကောက်တေးလေးပါဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ကောက်တေး competition 2025မှာ winning ဖြစ်ခဲ့တဲ့ဒါ join ညီမလေးရဲ့ဒါကောက်တေးလေး red lady နော် red lady ဆိုတဲ့ကောက်တေးလေးပဲဖြစ်ပါတယ်အခု garnish လေးက appearance ဘိုင်းကိုပြောရမယ်ဆိုရင်သူကကျွန်တော်တို့ဖြော်ရည်ဆိုလို့ရှိရင်တော့ဇီးဖြော်ရည်လိုပုံစံကိုအယောင်တိုင်းမယ်ဇီးဖြော်ရည်အယောင်တိုင်းမယ်အယောင်လေးကနီညိုယောင်လေးတန်းတယ်ပြီးသွားလို့ရှိရင် garnish လုပ်ထားတဲ့ဟာလေးကအပေါ်မှာကျွန်တော်ဇီးထဲမှာအစည်းလွတ်ပြီးသားဟာလေးနဲ့ပေါ့နော် garnish လုပ်ထားတယ်တကယ်ကို the red lady တကယ်ကိုကျွန်တော်တို့အရင်တုန်းကဇီးဖြော်ရည်ပုံစံလေးကိုတော်လေးကိုပေါ်လွင်တယ်ရိုးရှင်းရှင်းလေးနဲ့ဆွဲဆောင်မှုရှိရှိလေးကျွန်တော်လုပ်ပေးထားတယ်ဆိုတော့ဒါကတော့ appearance ပုံစံလေးပေါ့နော်ဆိုတော့တကယ် taste လေးကိုအရသာလေးခံကြည့်လိုက်အောင်ပေါ့နော်ဟုတ်ကိုမတောက်ခင်မှာကိုဒီဇီးသီးတန်လေးနဲ့အထဲကိုနည်းနည်းလေးမှုေပေးလိုက်တင်တယ်။ဘာလဲဆိုတော့အဓိကဆိုတာပါနေရယ်။ကိုကတေချာမှုေမိနေတဲ့အခါဆိုတာကြီးပဲရင်ဦးဆုံးတောက်မိရတာမျိုးဖြစ်သွားနိုင်တယ်။အဲရပြီပေါ့။တောက်ပြီးသွားတဲ့အခါကျတော့မှတခါ drink စိန်ထားတဲ့ဒီဇီးသီးလေးကိုပြန်ပြီးတော့ကြိုက်စားကြည့်လိုက်ပါ။အဲ့လိုမျိုးစားတာပိုပြီးစီးပြီးစီးသီးလေးဆိုတော့ taste လုပ်ပြီးတဲ့အခါမှာကျွန်တော်ရတဲ့အရသာသူကတောက်လိုက်ချင်းမှာပဲဟိုဇ
ဒီရဲ့အရသာကိုလုံးဝ flavor အပြည့်ရတယ်ကျွန်တော် alcohol တောက်နေရတယ်ဟိုတော့မခံရမထင်ရအောင်နည်းနည်းအငံတက်ကလေးနည်းနည်းပါတယ်နောက်ပြီးတော့စောနာကကျွန်တော်ထက်ဒီဂျင်ရဲ့အရသာလုံးဝမရှိတော့ဘူးပေါ့နော်နောက်ပြီးတော့ခါတက်အရသာလေးနည်းနည်းလေးဘာလို့ဆိုတော့ဒီထညက်ကလာတဲ့ခါတက်အရလေးနည်းနည်းရှိမယ်နောက်ပြီးတော့ဒီတခါ drop ထားတဲ့ vodka နဲ့စီယာကလာတဲ့အရာလေးနည်းနည်းရှိမယ်သူအဆုံးသက်မှာနည်းနည်းလေးစက်ဒီပူချင်းချင်းလေးနဲ့ခါတက်တဲ့အရာလေးခါတက်အရာသာတောက်လိုက်တဲ့အချိန်မှာပထမဆုံးတောက်လိုက်တဲ့အချိန်မှာချိုချင်းလေးဇီးတုတ်တကယ်ကိုဇီးတုတ်ကိုကိုက်စားနေရတဲ့အတိုင်းပဲဒီဇီးလေးစားနေရတဲ့အတိုင်းကိုခံစားရတယ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့စောနာကညီမလေးပြောတဲ့ဒီစနမွန်အနံ့နဲ့ဟိုဟာရဲ့နည်းနည်းခါတက်အနံ့လေးကိုခံစားရတယ်အဲ့အချိန်မှာတော့နည်းနည်းလေး strong ဖြစ်တယ်လို့ခံစားရတယ်ဆိုတော့အနံ့ကတော့ flavoring တော့အရင်သူက strong မဖြစ်ဘူး flavoring အရင်ဟို strong ဖြစ်တာမျိုးမရှိဘူးဆိုတော့ကျွန်တော်တို့ပုံမှန်တောက်သုံးသူအနေနဲ့အမြင်နဲ့ပြောတာပေါ့နော်ဒါ professional အမြင်ပြောတာမဟုတ်ဘူးဒါအကယ်၍ professional တွေရှိလို့ကြည်နေတယ်ဆိုလို့ရှိရင်လည်းအမှားပါသွားရင်ခွင့်လို့ကိုကျွန်တော်နဲ့ဒီညတောင်းမှန်တယ်ညီမလေးကိုပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ဒါမှန်ပြီးတောက်သုံးတဲ့အနေထားနဲ့ကိုခံစားရတဲ့ experience လေးကိုဒါ sharing လုပ်ခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့အခါကျတော့တကယ်လည်းတောက်လို့တော်တော်လေးကိုကောင်းတယ်ဒီဇီးသီးအရသာကိုလုံးဝ flavor ကောင်းကောင်းနဲ့ရတယ်ဆိုတော့ main ကလေးပူကြိုက်မလားတော့မသိဘူးเนาะဒါပေမဲ့ကျွန်တော်ကတော့ကြိုက်တယ်ကျွန်တော်ကြိုက်ပါလို့ဆိုတော့ကျွန်တော်တို့က90s သမားတွေဆိုတော့ကျွန်တော်တို့ကတော့ဒီဇီးသီးအရသာကိုတော်လေးကြိုက်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ယောက်ျားလေးတွေလည်းကြိုက်ကြမယ်ထင်ပါတယ်တစ်ခွက်လောက်ကုန်ရင်တော့သူလည်းနည်းနည်းတော့တက်မှာပဲဟုတ်ကဲ့အဲ့ဆိုအရှိန်ရှိရဒီအရက်ရဲ့အခိုးကိုပြန်ပြီးတော့ဒီချီလီကပြန်ပြီးတော့ support ပေးနေတယ်တစ်ခွက်လောက်ကုန်သွားပြီဆိုတော့ကျွန်တော်သူလည်းဖြစ်တယ်ပြောဆိုကျွန်တော်တောက်ပြီးသွားပြီကျွန်တော်တော့မခံနိုင်ဘူးတစ်ခွက်လောက်ကုန်သွားတယ်မူသွားပြီဟုတ်ကဲ့ဆိုတော့ရတာကတော်တော်လေးကိုကျွန်တော်ပြောရရင် ingredient တွေကဒီမှာလောက်ထားတဲ့ဟာဆိုလို့ရှိရင်လည်းသူအစင်းစင်းနဲ့တေချာလောက်ထားတဲ့ဟာဆိုတာပေါ်လွင်တယ်ပေါ့နော်ဆိုတော့ကြည့်လိုက်လို့ရှိရင်တော့ရိုးရှင်းလေးပဲတကယ်တမ်းကျွန်တော်တို့တောက်လိုက်တဲ့အချိန်မှာသူ့ရဲ့တေချာလောက်ထားတဲ့ ingredient တွေရတာကိုတကယ်ကိုခံစားရတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီညီမလေးတိုင်ပွဲဝင်သွားတဲ့ကောက်တေးလေးနှစ်ခွက်ကိုတင်ဆက်ပေးသွားတာဖြစ်တယ်ဆိုတော့ဒီကောက်တေးတွေရဲ့နောက်မှာ story လေးတွေရှိမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ညီမလေးဒီကောက်တေး competition ကိုဝင်ပြခဲ့ပုံလေးနဲ့ဒီကောင်လေးတွေကို preparation လုပ်ဖို့အတွက်ညီမလေးဘယ်လောက်အချိန်ခဲ့ရလဲဆိုတာဒီချက်တော့ပြောပြပါဦးပထမဆုံးဟိုပြိုင်ပွဲစဖို့ပြင်ညာတဲ့အချိန်မှာရအောင်ကျွန်တော်အရင်တစ်လလောက်လားမသိဘူးတစ်လလောက်လားမသိဘူးစိတ်အထင်ပေါ့နော်ဟုတ်ကဲ့တွေ့ပြီဆိုရင်ငါဝင်ပြိုင်မယ်ဆိုတဲ့စိတ်ပေါ့နော်ဘာဖြစ်ဖြစ်ငါရမရကိစ္စမရှိဘူးငါဝင်ချင်းတယ်ဝင်ပြိုင်ချင်းတယ်ဘာလို့ဆိုစီနီယာတွေအများကြီးနဲ့တွေ့ရမယ်ကျွန်တော်အရင်တွေ့ချင်တဲ့ judge တွေပေါ့နော်အကုန်လုံးပဲ judge 9ယောက်လုံးကျွန်တော်အရင်လေးစားတယ်ကျွန်တော်ဒီ live တက်ဆောက်ဝင်ပြီဆိုတော့ဟာသူတို့မျက်နှာတွေကိုတကယ်မြင်မှုရှင်တယ်တွေ့မှုရှင်တယ်သူတို့ကိုစုံမှုရှင်တယ်အဲ့တော့ပြန်ဝင်ပြိုင်လိုက်လို့ရှင်တော့ငါသူတို့တွေနဲ့တွေ့မယ်ပေါ့အဲ့လို experience နဲ့ကိုယ့်ရဲ့ဟိုအတွေ့အကြုံလိုရှင်တာဆိုတော့ဝင်ပြိုင်မယ်ပေါ့အဲ့နဲ့စိတ်ကူးလိုက်ပြီးကျွန်တော်တလားလောက်ကအဲ့လိုပဲဟိုစဉ်းစားဒီစဉ်းစားပေါ့အများကြီးပဲအရှိမ idea တွေလည်းအများကြီးရှိခဲ့တယ်ကျွန်တော်တို့ဆိုတာ Rangoon Tea House က inspire လုပ်ပြီးတော့ငါလက်ဖေးလုံးမလားပေါ့လိုမျိုးမြန်မာတွေနဲ့ပတ်သက်လို့ဒါဒီလိုမျိုးရင်သွေးချမ်းတီးကာရှာပြင်တီးကာရှာနှစ်ခုရှိရလေဒီကျွန်တော်တို့စီမှာရောင်းနေတဲ့တီးဆိုရင် Indian ဘက်ကလာတဲ့တီးကာရှာဒီလိုမျိုးရင်သွေးချမ်းတောက်တဲ့ကာရှာကကြတော့ကျွန်တော်တို့ဟို English တွေကလာမယ်နောက်ပြီးတခြား Japan တို့ Korean တို့ Chinese တို့အဲ့လိုမျိုးတွေကလာမယ်ဆိုတော့တီးကာရှာကျွန်တော်တို့ဒီမှာနှစ်ခုရှိနေ Indian တီးကာရှာလားဒီအာရှနဲ့ English ကတီးကာရှာလားအဲ့လိုမျိုးစဉ်းစားရတယ်ပထမဆုံးကျွန်တော်လက်ဖေးကိုလည်းဆန်းလုပ်ကြည့်ခဲ့တယ်ဒါပေမဲ့ဘယ်လိုပြောရမလဲမအောင်မြင်ခဲ့ဘူးပေါ့နော်ကျွန်တော်တချို့နီးတွေလွဲနိုင်တာလည်းဖြစ်ရှင်ဖြစ်နိုင်တယ်ပေါ့အဲ့ဒါနဲ့တခါထပ်ပြီးတော့တီးကာရှာကိုဒီအောက်ကနေပြီးတော့မထွက်ဘူးနောက်တစ်ခုစဉ်းစားလိုက်တယ်အမှားတင်ကျွန်တော်ရင်သွေးချမ်းနဲ့ဟုတ်ပြီကျွန်တော်အဲ့ဒါလှုပ်လိုက်တယ်သူအချိန်တော့ဘယ်လောက်မှမြူလိုက်ရအောင်ကျွန်တော်ပြိုင်ပွဲကဟိုဖောင်က73ရက်နေမှာနောက်ဆုံးပိတ်တာလားမသိဘူးကျွန်တော်17ရက်နေ့ညမှာဖောင်တင်လိုက်တယ်ဖောင်တင်လိုက်ပြီးတော့မှဟိုဖြစ်တော့46ရောက်မြောက်ပါဆိုပြီးရှေ့ရပြောလိုမျိုးပဲเนาะနည်းနည်းလေးအတက်ပေါက်ပြီးတော့ပါသွားတယ်ဟုတ်ကဲ့ဟုတ်အဲ့ဒါနဲ့နောက်ဆုံးတော့သူ့ဟာနဲ့သူပဲ Burmese Kasha ဆိုလဲဒီ reality ဆိုလဲ Burmese Kasha ဆိုပြီးတော့သူ Kasha အောက်တစ်ခုမှရှိတော့ကျွန်တော်လိုချင်တဲ့ဟာတွေကအရင်ကျွန်တော်ဆိုဒါဆိုဇီးတုတ်ထညက်ငရုတ်တီကုမင်းအကုန်လုံးကိုဘယ်နေရာတော့မြန်မာတပြည်လုံးမှာရှာလို့ရတယ်မှာအဲ့လိုဆိုတော့အရင်လာဟို cost လာအရင်ကျွန်တော်အတွက်အရင်အဲ့အတွက်စိတ်ပူပန်စရာမရှိဘူးတခုပူပန်စရာရှိတာတော့အရှိရပေါ့နော် delight team မှာ
သုံးခဲ့တဲ့လက်ဖက်ချောင်းကနည်းနည်းတော့ဈေးများတယ်ပေါ့ တော့အဲ့တခုအဲ့တော့ကျွန်တော်ပူပန်ခဲ့တကယ်လို့များဟိုကဖြစ်တဲ့ခါလို့ရှင်ကသူတို့ပေါ့နော်စဉ်းစားပါပေါ့နော်သူတို့ဒီလက်ဖက်ချောင်းကိုသုံးတဲ့ခါလို့ရှင်ဟို business ဘက်ကလည်းရှိသေးတယ်အဲ့လိုမျိုးစဉ်းစားကြတဲ့ခါလို့ရှင်အဆင်ပြေပါမလားပေါ့အဲ့တခုမှာတော့ဈေး costing ဘိုင်းကိုတွေးပူခဲ့ပေမဲ့နောက်ဆုံးရဲ့ fine ကတော့လုံးဝ fair ဖြစ်တယ်အရသာကောင်းမယ်လူတိုင်းတောက်နိုင်မယ်အဲ့လိုမျိုးဘယ်လိုပြောမလဲ ambition သုံးခုလုံးနဲ့ပြည့်တဲ့တစ်ခွက်ပဲတကယ်ဟုတ်ကဲ့ဆိုတော့ဒီ ingredient တွေကလည်းတင်ချာလေးကိုချက်ထားတာဒါကတော့လုံးဝထူးခြားတယ်ပေါ့နော် second runner နဲ့ဒီ winner နဲ့က main clay တွေပေါ့နော် main clay ဆိုတော့ကျွန်တော်တို့မြန်မာကာချာမှာကဒီ cocktail တို့ဒီ alcoholic drink တွေနဲ့ main clay နဲ့ကိုသူကမသက်ဆိုင်တဲ့အရာလို့တော့တချို့ကတိတ်ဆက်ပြီးတော့မဆက်စေချင်တဲ့အရာမျိုးရှိတယ်ဒါပေမဲ့ညီမလေးက winner ဖြစ်တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ညီမလေးနဲ့ဒီလူတစ်ယောက်အနေနဲ့ professional နဲ့ဒီ traditional ဂျားမှာဘယ်လိုမျိုးစူးစမ်းခဲ့ရလဲဘယ်လိုမျိုးတွေဖြတ်တန်းခဲ့ရလဲဆိုတာလေနည်းနည်းလေးဒီညီကိုမောင်နှမတွေသိရအောင်နည်းလေး sharing လုပ်ပေးပါလားစသချင်းဒီလောကရဲ့စဝင်လာတဲ့အချိန်မှာတော့ I don't care ပဲဘာလို့ဆိုကျွန်တော်ကဟိုငငယ်လေးတွေဟိုခေါင်းမာတယ်ဒါဖြစ်ရှင်ဖြစ်အောင်လုပ်တယ်အဲ့လိုမျိုးပဲဒီလိုမျိုးအလုပ်လုပ်တော့လေဟိုစသချင်းမှာဆိုအိမ်ကနည်းနည်းလေးကျွန်တော်ကနည်းနည်းလေးဟိုမလုပ်စေချင်ဘူးမိသားစုတွေရှိတယ်ငါတို့တွေဒီလိုမျိုးတွေကောင်းကောင်းမွန်နေကျောင်းထားပေးနိုင်တယ်ကောင်းကောင်းမွန်အလုပ်တွေငါတို့တွေရှာလို့ရနိုင်တယ်ဘာလို့ကျောင်းဆက်မတက်လဲသမီးဒါပဲလုပ်ရှင်တာသမီးအဲ့လိုမျိုးပေါ့နော်အိမ်ကအဖေအမေအဖွားရည်နဲ့လေရန်နေဖြစ်ရတယ်စသဖြင့်လုပ်ခဲ့တဲ့အလုပ်ကဘာလို့ဆိုကျွန်တော်တို့ဒီဟိုတယ်တွေမှာဘန်ကောက်လိုက်စင်တာပတိုင်းနေလိုက်စင်တယ်ကျွန်တော်စသဖြင့် Star University မှာကျွန်တော်အဲ့လိုမျိုးဘယ်လိုပြောရမလဲသူတို့တွေ service ပေးရဲ့ပုံစံပေါ့နော် white collar လေးနဲ့တန့်ပြန့်နေရပေါ့နော်ဒါဘာမှလည်းဟိုမဖြစ်ဘူးငါလုံနိုင်မယ်ထင်တယ်ဆိုပြီးတော့အရင်လှုပ်ရှင်တော့အဲ့နဲ့မဘိုးတွေစုပြီးတော့တင်တန်းသွားတက်ပြီးတော့အဲ့လိုမျိုးပတိုင်းနေလိုက်စင်နေရနေပြီးတော့ကျွန်တော်ဒီဘာတစ်ခုမှာ service အနေနဲ့အလုပ်ရခဲ့တော့အဲ့တော့လည်းအဲ့လိုပဲတွန်းတိုက်ပဲလုပ်တယ်ဟာပတ်စံများလည်းကိစ္စမရှိဘူးငါတို့ယုံလို့နေတာအဲ့လိုမျိုးနဲ့လုပ်ခဲ့တယ်ပေါ့နော်လုပ်ခဲ့ပြီးတော့အဲ့ဒီဘာမှပဲစပြီးတော့အဲ့ဒီဘာရောက်တော့မှပဲကျွန်တော်ဒီ alcohol ဘာပိုင်းဆိုတာကျွန်တော်ပထမဆုံးစပြီးထိတွေ့ဘူးကိုကအစားတောက်ကတော့ငငယ်လေးကစားတောက်လာတဲ့အတွက်ဟိုကိုမရင်းနှီးတဲ့ဟာတစ်ခုဆိုတင်ယူလိုက်ပြီးတော့စားကြည့်လိုက်ရတယ်သိတော့ alcohol ကြောင့်နည်းနည်းလေးတောက်ဖို့လည်းခင်းနေတယ်ဘာလို့ဆိုတောက်တာနဲ့မူးသွားတာဟုတ်ကဲ့အဲ့တော့စပြီး try ကြည့်ဖို့နည်းနည်းခင်းနေတယ်အစားတောက်ကတော့ငါစားလိုက်မှမဖြစ်ဘူးပဲပြေသွားရတယ်အဲ့ဒါရှိရဲဆိုတော့တိသွားတယ် alcohol ကြောင့်ခက်မရခက်တယ်နောက်ပြီးတော့အဲ့လိုမျိုးတောက်လိုက်ရင်လေကျွန်တော်တို့ကြောင့်မူးသွားနိုင်နေဆိုတဲ့ဟာကိုကျွန်တော်ကြောက်တယ်ငငယ်လေးတွေကကျွန်တော်တို့ဆိုအဲ့လိုမျိုးကြီးယာရင်းနဲ့ပတ်သက်ပြီးတော့ထိတွေ့မှုရှိခဲ့တဲ့လူတွေလိုမျိုးမဟုတ်ဘူးဆိုတော့အများကြီးသိချင်တယ်အဲ့ဒီမှာလိုမျိုးကျွန်တော်က service ဆိုတဲ့ခါရောကျွန်တော်ကဈေးရောင်းချင်တယ် service ဆိုအဲ့တဲ့ကိုဘယ်လိုမျိုး recommend ပေးရှင်တယ်ဘယ်လိုမျိုး suggestion တွေလုပ်ရှင်တယ်သူတို့တွေမသိတဲ့ဟာကိုကျွန်တော်ရှင်းပြခြင်းတယ်အဲ့လိုမျိုးဆိုတော့ service ပေးရတာသဘောကျရင်လည်းဝင်လာခဲ့ပြီးတော့ဒီလိုမျိုးဘားဘက်နဲ့ပတ်သက်တာကိုလည်းငါလုပ်ရှင်တယ်ပေါ့နော်စဉ်းစားကြည့်တဲ့အချိန်ကျတော့အဲ့ဒါမျိုးဆိုလို့ရှိရင်ပိုတိသွားလို့ရှိရင်အဲ့တဲ့ကိုပို့ပြီးတော့ suggestion လုပ်နိုင်မယ်ကျွန်တော်တို့ upselling skill ပို့တက်လာမယ်ပေါ့ကြာကျွန်တော်ရဲ့ဒီဘက်ကပထမဆုံး career နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ဘာနဲ့ပတ်သက်ပြီးစဉ်းစားမိခဲ့တဲ့ပုံလေးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တင်တန်းတက်လိုက်မယ်ဆိုပြီးတော့တင်တန်းတက်တယ်တင်တန်းမှာလည်းအဲ့လိုပဲဒီဆရာမကရဲ့တင်တန်းမှာအရင်တွန်းတိုက်ရှိခဲ့ဆရာအဲ့လိုမျိုးကျွန်တော်တို့ဆိုတင်တန်းသားအယောက်90လောက်စတက်ခဲ့တယ်ဆိုနောက်ဆုံးလက်မှတ်ရတင်တန်းစင်းလက်မှတ်ပေးရလူက15ယောက်မပြည့်ဘူးအဲ့လောက်ရှိဘူးစိတ်ချပြတာသူကလုံးဝစိတ်ချပြတာအဲ့လိုမျိုးကျွန်တော်ဒါမျိုးဖြော်ရတယ်အချိန်နေနဲ့ hand speed တွေကျွန်တော်သူနဲ့စာမွေးဖြေရတဲ့ interview ဟိုနှုတ်ဖြေတွေရေးဖြေတွေအဲ့လိုမျိုးလုံးဝသူ့စိတ်တိုင်းက pass ဖြစ်ပြီဆိုတော့မှပေးရလူမျိုးအမှကျွန်တော်အခက်ခဲဆုံးကတော့ဆရာရဲ့အဲ့လိုမျိုး hand speed စာမွေးပေါ့ငိုရတယ်နေ့တိုင်းမအောင်လို့ဘာလို့ကြာနေရလဲဘာလို့အချိန်မမီရလဲပေါ့နော်အဲ့လိုရင်းနဲ့အမှအဲ့လိုမျိုးစာမွေးဖြေရတဲ့အချိန်မှာအဲ့လိုမျိုးကြံ့ကြာနေရတယ်အလောက်ကလည်းတစ်ဖက်ကဟိုဖြစ်လာတယ်နည်းနည်းဟိုအခြေတင်လေးဖြစ်လာတယ်တင်တန်းကလည်းသွားရှင်တယ်အလုပ်ကလည်းဟိုမဖြစ်ဘူးနောက်ကြတော့မဖြစ်ဘူးဆိုပြီးတော့ကျွန်တော်အလုပ်ကထွက်လိုက်တယ်အလုပ်ကထွက်ပြီးတော့တင်တန်းpassion ဖြစ်တာနော်တင်တန်းပဲသွားတယ်ကျွန်တော်တင်တန်းမှာစာချက်တယ်ဖြည့်တယ်တခါ hand speed တွေထပ်ဖြည့်တယ်အဲ့လိုမျိုးနဲ့ပဲနောက်ဆုံးညစာမွေးလေး pass ဖြစ်သွားတယ်လက်မှတ်လည်းကျွန်တော်နောက်ဆုံးလက်မှတ်တစ်ခုရခဲ့တယ်ပေါ့အဲ့နေစားပြီးတော့မှကျွန်တော်ဒါဘာဘက်လေးကနေစားတယ်ဘာဘက်လေးကနေစားပြီးတော့နောက်ဆုံးညတော့ဒီဘက်ကိုဘာဒနာအနေနဲ့ရောက်လာတယ်ဒီ reading room ကိုအဲ့ချိန်မှာလည်းကျွန်တော်ရဲ့ဒီရှိဖို့ကောင်းတာပေါ့နော်ဆရာကောင်းမှုကြောင့်ကျွန်တော်အများကြီးသူကဟိုထက်တဲ့ကြောက်တုံးပို့ပြီးတော့ဟိုဟာပြောင်းလို့တွေးပေးလိုက်တဲ့သဘောမျိုးပဲပေါ့အဲ့လိုမျိုးတော့ထင်တယ်ဘာလို့ဆိုအရင်တော့ဟိုခက်ခဲခဲ့တာတွေလည်းရှိတယ်အရင်ဟိုပင်မန်းတယ်ဒါလည်းလို့ရှင်
ဟိုအလုပ်လုပ်ရတာပင်ပန်းတာတွေတချို့ဟိုလိုမျိုး work environment ကြောင့်လိုမျိုးပင်ပန်းတာတွေနောက်ပြီးအေးအေးမိုးရတာတွေအစားအသောက်ပြတ်တာတွေအများကြီးဟိုဖြစ်ရတယ်အဲ့ကြောင့်မို့လဲဟိုအကုန်လုံးကြည့်တဲ့ချိန်ကအသေးလေးဆိုရလို့တချို့ဆိုမသိရလို့ဆိုရင်အသေးလေးပဲအရင်ဆုံးခေါ်တာဟုတ်ကဲ့အဲ့လိုမျိုးဆိုတော့ဒီဖြစ်လာတဲ့အချိန်မှာတောက်လျှောက်လဲကျွန်တော် service လုပ်တယ် service ကနေဘာဘက်ပြောင်းနေအိမ်ဘက်ကအရင်ကြီးဟိုလိုမျိုးတအားကြီးစူဆဲနေရမျိုးတော့မဟုတ်ပါပဲသဘောတော့မကြောက်ဘူးပဲဟုတ်ပြီပေါ့ဘာနဲ့မိန်းကလေးနဲ့ဆိုတော့သဘောတော့မကြောက်ဘူးကျွန်တော်အိမ်မှာအားပေးရဆိုကျွန်တော်အဖွားတယောက်ပဲရှိတယ်နင်လောက်နင်ပြောရင်လောက်ပေါ့နော်အဲ့လိုမျိုးနော်အမြဲတမ်း healing ပေးခဲ့တာအဖွားပဲအဲ့လိုမျိုးဆိုတော့တကယ်ပြိုင်ပွဲတွေတကယ်ဒီပြိုင်ပွဲတွေဝင်တဲ့ခါမှာကျွန်တော်အဖွားစီကအဲ့ဒီအများကြီးယူတယ်ဖွားဖွားကြိုက်တဲ့ဟာတွေဒီစီးတီးရုပ်တုတ်ကြောင်းနေပေါ့နော်ဘာတွေပါလဲဘယ်လိုမျိုးတွေလဲသူတို့တော့ဘယ်လိုမျိုးစားတောက်ခဲ့ရတာစီးတီးကိုဘယ်လိုမျိုးကြိုက်ခဲ့ရတာအဲ့လိုမျိုးသူ့စီရရှိရ feeling လေးတွေပြန်ယူတယ်အဲ့လိုမျိုးဖွားဖွားနဲ့လည်းအမြဲတမ်း touch up လုပ်ပြီးတော့မေးနေတဲ့ခါကျတော့ကျွန်တော်စီမှာတကယ်ကျွန်တော်ရဲ့ main idea ဟိုကတော့ဖွားပေါ့သူ့စီကနေပဲအရင်းမြစ်တွေ source တွေအကုန်လုံးယူလိုက်တယ်ဆိုတော့အရင်ကရတော့ဖွားဖွားတော့အားပေးခဲ့တယ်ကျန်တဲ့လူတွေကရောအခုဆူရတဲ့အချိန်မှာဘယ်လိုမျိုးဖြစ်သွားလဲဘယ်လို response ရလဲအများကြီးတော့ပြောင်းလဲသွားတယ်ပေါ့အများကြီးပြောင်းလဲသွားတယ်ကျွန်တော်ငယ်သေးတယ်ဒီပြိုင်ပွဲမှာဆိုရှင်တခြား senior တွေနဲ့ရှင်လို့ရှင်တော့တကယ်အများကြီးငယ်သေးတယ်အဲ့တော့ကျွန်တော်စိတ်ထဲမှာလည်းဝင်တာတော့မရဘူးဒီတိုင်းပဲငါအကောင်းဆုံးတော့စူးစမ်းမယ်လှုပ်ရှင်တာဟုတ်ကိုကဖြစ်ရှင်တော့အကောင်းဆုံးတော့စူးစမ်းမယ်ဆိုတဲ့စိတ်နဲ့ပဲဝင်ပြိုင်ခဲ့တာပြိုင်ပွဲစဝင်တဲ့အချိန်မှာလည်းကျွန်တော်နဲ့တီးတဲ့မိတ်ဆွေဆိုတာရှားတယ်တီးတဲ့မိတ်ဆွေဆိုတာရှားတယ်မြန်မာတက်မိရဲ့လူဆိုလည်းရှားတယ်ပြိုင်ပွဲမှာလည်းမျိုးတယောက်တည်းပဲငုံတို့သွားထိုင်ပြီးတော့ကိုယ်လက်ရောက်တာကိုစောင့်အဲ့လိုမျိုးပေါ့နာမည်ကြော်ညာတဲ့အချိန်မှာဘသူလဲပေါ့အဲ့လိုမျိုးအများကြီးပဲဘသူလဲပေါ့ပြီးတော့မှနောက်ဆုံးစေမော်တက်ပြီးပြန်ဆင်းလာတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ကြံခဲ့တဲ့ကဲပြီးတော့တစ်ချောင်းလုံးမှာခံစားခဲ့ရတဲ့ခံစားချက်လေးတွေကလုံးဝပြောင်းသွားပြီအကောင်လုံးကလက်ဆွဲပြီးတော့ညီမလေးတော်လိုက်တာညီမလေးကောင်းလိုက်တာဒါပေမဲ့သူတို့ကလည်းပြောတာတော့ကိုကတော့မခံယူဝင်ရေဘာလို့ဆိုတော့ဟုတ်ရဲ့လားပေါ့နော်ငါလုပ်ပြဟုတ်ရဲ့လားပေါ့အဲ့လိုမျိုးနဲ့ကျွန်တော်ပထမတစ်ခါ ground ပြီးတော့စင်မောဆင်းလာတဲ့အချိန်ကနေစပြီးတော့ကျွန်တော်ခံစားချက်တွေရမ်းပြောင်းသွားတယ်နောက်ဆုံးတော့ငါလုံနိုင်ပါလားပေါ့နော်လုံနိုင်ပါလားကျွန်တော်အဲ့ချိန်မှာ ground ပြီးတော့အချိန်မှာငါလုံနိုင်သွားပြီဆိုတာသူတို့ကဘာလေးလဲဆိုတာသိသွားပြီjoin နာမည်ဘယ်သူလဲဆိုတော့ဘယ်သူလဲဆိုတာသိသွားပြီအဲ့ချိန်မှာငါပြီးသွားပြီကျွန်တော်ရဲ့ဒီပွဲအတွက်ကျွန်တော်ရဲ့ရီမှန်းချက်ကပြီးသွားပြီအဲ့လောက်ပဲကျွန်တော်တွေ့ရှင်တဲ့ဒိုင်နေနဲ့တွေ့ရတယ်သူတို့ရဲ့ comment တွေကိုကျွန်တော်နားထောင်ရတယ်ဘဝမှာပေါ့နော်ပထမဦးဆုံးပဲဆိုတော့အဲ့အနေနဲ့ကျွန်တော်ဘဝပြီးပြီလို့ငါအောင်မြင်သွားပြီဆိုတော့ကျွန်တော်ရဲ့ milestone ပဲပေါ့အဲ့ဒါတခါတက်ပြီးတော့ top 10ဝင်သွားတဲ့အချိန်မှာလည်းအဓိကကျွန်တော်တို့ဟို sponsorship တွေဒီနှစ်ကအရင်များတယ်နောက်ပြီးကိုလိုမျိုး media supporting တွေကောင်းတယ်လိုမျိုး mention ပေးရလူတွေအရင်များတော့ပွဲလဲပြီးတော့အခုလုံးဝကို celebrity လိုမျိုးခံစားလိုက်ရတယ်ခုံယူပါတယ်ညီမလေးတကယ်လဲစူးစမ်းတာဟိုတွေ့ရပါတယ်အခုလည်းပွဲမှာလာကြည့်တော့လေနောက်ပိုင်းလဲဒီဟာလေးတွေကိုညီမလေးအနေနဲ့ဒီညီမလေးလုပ်တဲ့ 3D မှာရနိုင်မယ်လို့လဲဘိုးတို့ပြောနေပါတယ်နောက်ပိုင်းလဲကျွန်တော်တို့ menu ထည့်ရင်လည်းထည့်နိုင်ပေါ့ကျွန်တော်တို့အပေါ်မှာဖြစ်အောက်မှာဖြစ်တခုခုမှာတော့ပါနိုင်တယ်ဒါပေမဲ့တကယ်လို့တောက်ရှင်နေဆိုလဲလာလို့ရတယ်အမြဲတမ်းတော့ကျွန်တော်စီမှာprep ကတော့အမြဲတမ်းကျွန်တော်ကိုယ်တိုင်ပဲလုပ်နေရတဲ့လူဆိုတော့အမြဲတမ်းတော့ရှိနေနိုင်တယ်တောက်ရှင်နေဆိုရင်တော့ welcome ပါအမြဲတမ်းဟုတ်ကျွန်တော်ကတော့နှစ်ခုသလုံးကို recommend လုပ်ချင်တယ်ပြောရရင်ကျွန်တော် personal feeling ရပါတော့ဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်အားတော့ဟို delight လေးကိုကျွန်တော်ပို့ပြီးတော့ကြိုက်တယ်ဘာဖြစ်လို့ဆိုကျွန်တော် fresh လေးဖြစ်တာကိုကျွန်တော်ပို့ကြိုက်တာပေါ့နော်ဆိုတော့ကျွန်တော်ခါတာရေသိမကြိုက်ဘူးဒါလေးကနည်းနည်းလေးနောက်ဆုံးမှာ kick ရှိတယ်ပေါ့နော်နည်းနည်းလေးတက်တဲ့အရာလေးရှိတယ် delight တီးလေးကိုတော့ကျွန်တော်ပို့ကြိုက်တယ်ဒါပေမဲ့လည်းဒီကောင်လည်းတော်တော်လေးကိုကောင်းတယ်ဒါပေမဲ့ကျွန်တော်ခါတဲ့အရာသာမကြိုက်လို့ပေါ့နော်ဆိုတော့အခါကျတော့အကြိုက်မျိုးရှိမှာပေါ့နော်ဆိုတဲ့အခါကျတော့ okay ဟုတ်ပြီဆိုတော့ကျွန်တော်အခုနောက်ထပ်တွေးမိတာတော့ဘာလဲဆိုတော့အခုညီမလေးဒါလေးလုပ်တယ် preparation တွေလုပ်တယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ညီမလေးကိုလုပ်ဖို့ကံပတ်တရားဖြစ်ဖြစ်ဒီ workspace ရဖြစ်ဖြစ်ဘယ်လိုမျိုးတွေ support လုပ်ပေးလဲဘယ်လိုမျိုးဝင်းရံပေးကြတယ်အဲ့ဒါလေးလည်းတစ်ချက်သိချင်အဲ့ဒါလေးကလည်းအရေးကြီးမယ်လို့ထင်တယ်အရေးကြီးတာပေါ့ဗျအများကြီးပဲကျွန်တော်ပြိုင်ပွဲစဝင်ပြီးဆိုတဲ့ကပြိုင်ပွဲစဝင်တဲ့အချိန်မှာတော့ဟိုဘယ်သူမှမသိသေးဘူးပေါ့ပြိုင်ပွဲဝင်နေရပဲစီတာ top 10ဝင်သွားတဲ့အချိန်မှာတော့အကုန်လုံးသိသွားကြရပေါ့နော်ဟာပါဝါလားဒါပေမဲ့ဒီမှာရှိရကျွန်တော်ပြိုင်ပွဲပြိုင်နေတဲ့တစ်ချောင်းလုံးကျွန်တော်ဟိုစမ်းခဲ့တဲ့ဟိုဟာတွေ prep တွေကုန်ကြစရိတ်တွေအကုန်လုံးလဲဟိုဆိုင်ဘက်ကပဲအများကြီးပဲတွန်းလိုက်အားဖြည့်ပေးခဲ့တယ်အဓိကဒီအပေါ်ဘားနဲ့ဒီအောက်က RTH GB ဘားအဓိကပဲကျွန်တော်နေ့တိုင်းအပေါ်နဲ့အောက်နဲ့တက်ဆင်းလိုက်အောက်ဆင်းလိုက်အမှအပေါ်ကိုတော့အောက်ကိုသွားပြီးတော့သူများဘားတွေဝင်ပြီးနှောက်ရှက်လိုက်ငါဒါလို့ရှင်လို့နော်ငါ့ကိုဒါလေးလုပ်ပေးနော်အေးလုပ်ပေးမယ်အကုန်လုံးဝိုင်းပြီးတော့ဟိုဖြစ်ပေးကြတယ်ဒီ menu တွေထွက်လာတဲ့အချိန်မှာလဲကျွန်တော်ဝိုင်းပြီးတော့မြည်ပေးကြတယ်နိဘာလို့သေးရပေါ့သူတို့
ဘယ်လိုပြောလဲ sensory judge ခဏငှားလိုက်တာပေါ့နင်တို့တောက်လို့ကောင်းလားတောက်လို့ရောတကယ်ရောကောင်းရဲ့လားလူတိုင်းရောတောက်နိုင်ရဲ့လားအကုန်လုံးကိုညီလဲပါမယ်သူလည်းအများကြီး support ပေးခဲ့တယ်တကယ်သူဆိုလို့ရှိရင်မကောင်းမရှိ ရနေရစနော်ဟုတ်တယ်ဗျဟုတ်ဒီကားတွေလည်းဟိုမနေ့ကမှကျွန်တော်ဈေးဝယ်ပြီးရောမနေ့ကမနေ့ကဈေးဝယ်ပြီးမနေ့ကညမှာ2နာရီထိုးထိကျွန်တော်တညလေးထိုင်လုပ်တယ်အပြီးဘာလို့ဆိုမနေ့ပြန်ပွဲရှိတော့အကုန်လုံးအပြီးထိုင်လုပ်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်အကုန်လုံးပြင်ပန်းခံပြီးတော့ကိုညီဆိုအဓိကပဲမနေ့ကဆိုလည်းကျွန်တော်တို့ prep လုပ်တာ2နာရီလောက်ထိုးတယ်အဲ့ဒီအချိန်မှာသူ2နာရီထိဆောင်ပေးတယ်ကြည့်ပေးတယ်ဟိုဟာတွေလိုလားဒီဟာတွေလိုလားကျွန်တော်လောက်တာဟိုစီရောစနေရောမှန်ရင်လားကြမ်းခဲ့ရရှိလားရတာပြီးရင်ဖြစ်လာရတာတွေမြည်ပေးတယ်အဲ့လိုမျိုးနဲ့အစားဆုံးအမြဲတမ်းသူ့ပဲအဓိက main ကတော့သူ့ပဲပေါ့အဖေပေါ့ဘာလောက်ကရအဖေပေါ့ဟုတ်ကဲ့ဒီတိုင်းမှာတော့ကျွန်တော်အဖေပေါ့အဆိုင်ရလူတွေလည်းပြောလာတယ်ဒါအဖတွေကြာနေတာပဲပေါ့သူကလူကောင်ထွားကြီးကျွန်တော်ကကြာတေးနေ့ပြန်ပွဲကြလို့ရှင်လည်းအဲ့လိုပဲမှာမနေ့ကဆရာကြီးလာတော့လည်းပြောတယ်ဟိုကိုမနေ့ကပြန်မယ်ကိုဂျိုးဆော့ကြတော့နည်းနည်းလူကောင်ထွားတယ်ဟုတ်ကဲ့ကျွန်တော်ကြာပစ္စည်းတွေဘယ်လိုတော့မတ်ဖင်လဲဆိုတော့ကြီးနဲ့တေးရောဟုတ်ကဲ့ဆိုတော့နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်ပြောရလို့ရှိရင်ဘာဖြစ်လို့ဒီ supporting အကြောင်းကျွန်တော်ဘာဖြစ်လို့မေးလဲဆိုတော့ winning ဖြစ်ခဲ့တဲ့ top 3ရောတခြားဒီကျွန်တော်တို့ဒီ top 10ဖြစ်ခဲ့တဲ့ညီတွေညီမတွေအကုန်လုံးရိုက်တဲ့အချိန်မှာအဓိကဘာသွားတွေ့လဲဆိုတော့ကျွန်တော်တို့ဒီဟာအတွက်လေ့ကျင့်ရတယ်စမ်းသပ်ရတယ်ဒါတွေကသူတို့ကလည်းဒါတစ်ဖက်မှာအလုံးလုံးနေတယ်အလုံးလုံးနေတဲ့သူရှိတယ်တချို့ကလည်းလုံးမလုံးတဲ့သူရှိတယ်ဆိုတော့များသောအားဖြင့်အလုံးလုံးနေကြတဲ့သူတွေအဲ့ဒီအတွက်ကြောင့်ကျွန်တော်အချိန်ရောဒီပြင်ဆင်ရရတော့အများကြီးဒီဆိုင်ဘက်ကသူတို့လုံးလုံးနေတဲ့ work space ကနေရာမပေးရင်မပံ့ပိုးရင်ဒီဟာကသူတို့ဒီလိုမျိုးဖြစ်လာဖို့ကမလွယ်ဘူးဒါကအများကြီးပံ့ပိုးမှုတွေပေးကြတယ်ပေးကြတဲ့လုပ်ငန်းရှင်တွေကိုလည်းကျွန်တော်အနေနဲ့မီဒီယာသမားတစ်ယောက်အနေနဲ့အရန်ကိုကျွန်တော်ဂုဏ်ပြုတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးကျွန်တော်လူငယ်တွေတကယ်ကိုဝါသနာကိုဒီဇိုင်းမှတ်လုပ်တဲ့သူတွေစူးစမ်းနေတဲ့သူတွေအတွက်ဒီလိုမျိုး support ပေးဖို့ကကျွန်တော်တို့အများကြီးလိုအပ်ပါတယ်ဆိုတော့ဒါနဲ့ဆက်ပြီးတော့ညီမလေးနေဒီဝါသနာတစ်ခုအပေါ်မှာလူငယ်တွေအနေနဲ့အောင်မြင်ဖို့အတွက်ဘယ်လောက်ထိဒီဇိုင်းမှတ်လုပ်ဖို့လိုလဲဘယ်လိုပဲအခက်အခဲပဲရှိ culture နဲ့ပဲ tradition နဲ့ကိုယ်ဝါသနာနဲ့ culture နဲ့ conflict ပဲဖြစ်ဘယ်လိုပဲဖြစ်ဒီ professional တစ်ခုကိုဒီဇိုင်းမှတ်လုပ်ဖို့ကဘယ်လောက်ထိအရေးပါလဲအောင်မြင်ဖို့အတွက်ဒီဇိုင်းမှတ်လုပ်ဖို့အရေးပါလဲဆိုတာနည်းနည်းလေးညှောက်ဝေးပါလားနောက်ဆုံးအနေနဲ့လောလောဆယ်တော့ champion ဖြစ်သွားပြင်မဲ့ကိုယ့်အကိုဒါအောင်မြင်မှုအကြီးလို့တော့တတ်မှတ်လို့တော့မရနိုင်သေးဘူးဟုတ်ကျွန်တော်စူးစမ်းဖို့အများကြီးကြံနေတယ်ဒါမဲ့ဒါလေးက first step ပေါ့ဟုတ်ကဲ့ပထမဆုံးရှည်လန်းလေးပေါ့အခုတော့လောလောဆယ်တော့အကုန်လုံးနဲ့ရင်းနှီးသွားပြီ senior တွေအားလုံးနဲ့ဒီ community ဂျိုင်းဆိုတာလည်းလူသိသွားပြီဒီ community ထဲမှာဒီနာမည်တစ်လုံးထွက်သွားပြီအဲ့လိုမျိုးဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဘယ်လိုမျိုးလုပ်ခဲ့ရလဲဆိုတော့ပင်ပန်းတယ်အခုအရှိမပြောခဲ့သလိုပဲဟုတ်ကဲ့ကျွန်တော်လုပ်ရှင်တယ်ကျွန်တော်ဖြစ်ရအောင်လုပ်ရှင်တာကျွန်တော်အိမ်ကဟိုဘယ်လိုပြောမလဲပြောတယ်ဘယ်လိုမျိုးပြောလဲဆိုတော့မဖြစ်ဘူးအလုပ်အမြဲတမ်းထွက်ခိုင်းနေကွယ်ဟုတ်ကဲ့ပင်ပန်းနေနောက်ပြီးအဲ့လိုမျိုးအစားအသောက်ကနေဂရုမစိုက်နိုင်ဘူးလူလေးကလည်းဖြစ်ဖြစ်နဲ့ပိန်လာပြီးပင်ပန်းနေအလုပ်ထွက်ပါတော့အမြဲတမ်းကျွန်တော်တွန်းတိုက်တယ်ဒါပေမဲ့ကျွန်တော်ဒီမှာလောက်လာတော်တော်ကြာပြီဒီမှာရောက်ပြီဆိုတော့တခါမှဖျားနာဘူးဒီလုံးနဲ့တက်တက်ရပါဘောဟိုဟာ chemistry မိနေအဲ့ဒီမှာတော့တခါမှလည်းမဖျားနာဘူးရှေ့လုံးတွေမှာတော့ဖျားနာတယ်ဖျားလို့နာလို့အိမ်ပြန်လိုက်ရတာနဲ့ဘာလို့ဆိုဒီမှာတွေကကျတော့နည်းနည်းလေးဟိုကများတယ်လေဒီအလုပ်ဒီဘက် industry ကကျတော့အကုန်လုံးကနေစားငိမ့်နေစရာတွေစားစရာတွေအများနဲ့ထောက်ပံ့ပေးထားတဲ့အလုပ်တွေဆိုတော့ခါကျတော့ဘယ်လိုပြောရမလဲအိမ်နဲ့ဝေးလေးနေရတယ်အိမ်ကလည်းကိုပါလုံနေလေအမြဲတမ်းကြည့်နိုင်တာမဟုတ်ဘူးဆိုတော့ main ကလေးဆိုတော့စိတ်ပူတယ်ဒါပေါ့နင်ငါတို့ရဲ့မမြင်ွယ်ရမှာမကောင်းတာလုံနေမလားတခုခုအတုံးဖြုံကြီးနေမလားပတ်စံနေစုမိမလားဒီလိုမျိုးဆက်သွပြဝတ်စားပြီးနေထိုင်ရင်လားကောင်းကောင်းမွန်စားရဲ့လားသူတို့ကတော့အဲ့လိုမျိုးတွေစိတ်ပူချက်တွေခံစားချက်တွေပေါ့ပြလိုက်တဲ့အခါမှာကိုဘလိုနေလဲဆိုတော့တက်တေထူပြီးသားဖြစ်သွားတယ်လို့မခံစားရဘူးလားခံစားရအဲ့လိုမျိုးပေါ့အမေကြည့်လုံနိုင်သွားပြီသူမင်းအဲ့လိုမျိုးပေါ့အဓိကတော့အမေပဲသူကတော့ခဏအဲ့လိုမျိုးစိုးရင်ပူပန်တယ်လူကြည့်ရတယ်တေးသေးလေးပဲကြိုင်တော့အဓိကအိမ်မှာဆိုရင်ညတော့ကျွေးရလေအစားတော့ကအရှံပဲဘာမှလုံးဆရာမလို့ဘူးကျွေးလိုက်တိလား TV ကြည့်ခိုင်းလိုက်ဟိုကလုံးတရားလုံးအိမ်လုံးလေးနဲ့ဘာလုံးလိုက်ဆိုအိမ်မှာဆိုအရင်ကျွန်တော်က comfort ဖြစ်နေလို့ခံစားရတယ်ကိုယ့်ဘာကိုငါဒီလိုမျိုးကြီးဆက်နေတော့ဟိုတင်းတက်ပါညာဆိုလဲဟိုအုံနောက်ကဟိုပညာရေးဘက်ကိုနည်းနည်းလေးကိုယ့်အတွက်အဓိကမကြောက်ဘူးဆိုတော့အဲ့လိုမျိုးတခြားသူတွေလည်းမှားဟိုဖြစ်နေမှာဒါပေမဲ့ဒီဟာလည်းပညာရေးတစ်ခုပဲဒါပေါ့ဒါလည်းပညာရေးတစ်ခုပဲဒါပေမဲ့ကျွန်တော်ရဲ့အိမ်ဘက်ကတော့ဒါပညာရေးတစ်ခုတော့လက်မခံဘူးဟိုပြလို့မရဘူးသူတို့ကိုပြောလို့မရဘူးဆိုတော့အခုတော့ဒါကအသက်မွေးရမ်းကြောင်းကောင်းတစ်ခုဆိုတာတက်တေတစ်ခုပြလိုက်အဲ့လိုမျိုးပေါ့နော်အစင်ပြေသွားရပေါ့ဒီနောက်ဆုံးဒီပွဲမှာလုတ်ပြခဲနိုင်ရတယ်ဆိုတော့ဒီမှာပြိုင်ပွဲရဲ့စုရသလိုဘဝအတွက်စုတစ်ခုလည်းရသလိုပဲကျွန်တော်ဘောမှာတကယ်အဲ့ဒါပဲဘာလို့ဆိုအမြဲတမ်းအရာစိတ်မရှောင်ဘူးကွယ် main ကလေးဆိုတော့ဒီလိုမျိုးကြီးအပြင်မှာထွက်နေရမျိုးကြီးလေသူတို့စိတ်မရှောင်ဘူး
အဲ့လိုမျိုးနေအမြဲတမ်းနေထွက်တော့ပိတ်ရက်တွေဆိုကျွန်တော်ကသူများရင်ပိတ်ရက်တွေအမိချောင်းလေပါညာရှိအောင်ကျွန်တော်ကအလုံးနဲ့အိမ်ပဲအလုံးချိန်ဆိုအလုံးရက်တွေဆိုအိမ်လုံးမှာပဲနေတယ်ပိတ်ရက်ဆိုလည်းအိမ်မှာပဲလုံးဝအပြည့်နေတယ်ဆိုတော့အလုံးနဲ့အိမ်ပဲလုံးမယ်သူတို့ရဲ့ယုံကြည်မှုရအောင်လဲကိုအဲ့လိုမျိုးသွားပြီးနေပေးရပေါ့နော်နောက်ပြီးလည်းအိမ်ကိုလည်းတကယ်ချစ်တာတခုဆိုအပြင်မသွားဘူးကျွန်တော်အိမ်ပြန်နေပိတ်ရက်ဆိုအိမ်ပြန်နေအိမ်မှာဖွားနဲ့အိမ်မှာမိသားစုနဲ့အကုန်လုံးအချိန်ဖြုံးနေအဲ့လိုမျိုးပဲနေတာဆိုတော့အခုကျတော့သူတို့ရဲ့ပေးတဲ့ယုံကြည်မှုလည်းကောင်းကောင်းရတယ်ဒါတော့ဘယ်လိုပြောရမလဲဘာဖြစ်ကိုသားသမီးကိုမိသားစုရလူဆိုတော့ထင်တော့နည်းနည်းကြီးမှာပေါ့နော်အဲ့ဒါတော့ပြောတော့ဒါပေမဲ့သူတို့အတိမတ်တော့ပြုပါတယ်ဟုတ်ကဲ့နောက်ဆုံးပိတ်နေတယ်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒါညီမလေးကဝန်ထမ်းဖြစ်သွားတယ်ကောက်တေးတွေကလည်းတကယ်ကိုရတာရှိပြီးတော့ဆွဲဆောင်မှုလည်းရှိတယ်ဒီမှာကျွန်တော်တွေ့ရတာလေးတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လူငယ်တွေကိုယုံကြည်မှုပေးဖို့လိုအပ်ပါတယ်အဲ့လိုပဲယုံကြည်မှုပေးတဲ့စီတိုင်အောင်ယုံကြည်မှုပေးအပ်ဖို့ထိုက်တန်တယ်ဆိုတာမျိုးကိုလည်းကျွန်တော်တို့လူငယ်တွေဘက်ကလည်းပြန်ပြဖို့ပြုပြဖို့လိုပါတယ်ဆိုတော့ယုံကြည်အောင်နေမှယုံကြည်မှုပေးမယ်တစ်ဖက်ကလည်းယုံကြည်အောင်နေတဲ့အခါမှာယုံကြည်မှုပေးဖို့ပေးရမယ်ဘယ်သူပဲဖြစ်ဖြစ်နှစ်ဖက်စလုံးကသူကအရင်ယုံကြည်ပေးမှသူကယုံကြည်မှုအရင်ပေးမှဆိုတာမျိုးမရှိဘဲနဲ့တပြိုင်နက်တည်းယုံကြည်နဲ့ဒါလူငယ်တွေပေါ်မှာယုံကြည်မှနော်စပို့ပေးမှဟလာပတ်ဝန်းကျင်မှာရှိတဲ့လုံငန်းခွင်တငယ်ချင်းမိတ်ဆွေဆရာဒီလိုမျိုးကျွန်တော်တို့စပို့ပေးမှကျွန်တော်တို့လူငယ်တွေအနေနဲ့ဒါဝါသနာပါရအလုပ်ကလေးတွေကိုကျွန်တော်ဒီဇိုင်းမတ်လုပ်တဲ့အခါမျိုးမှာကျွန်တော်တို့နိုင်ငံမှာဒီလိုမျိုးထူးထူးချွန်ချွန် talented person တွေပို့ပြီးတော့ရရှိလာမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ဆက်ရင်းနဲ့ဒီဝန်ထမ်းညီမလေးနဲ့ interview လေးကိုဒီညပဲရန်နာဝင်ပြပါမယ်